ခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ Facebook နဲ့ Messenger အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့ဒီပုံမှန်တိုင်းဆိုရင် Messenger မှာစာလာပို့တဲ့အခါမျိုးကြီးမှာပေါ့နော်ကျွန်တော်တို့နဲ့ friend ဖြစ်နေတဲ့သူတွေကလာပို့တဲ့ message တွေလောက်ပဲကျွန်တော်တို့ကိုပြပေးရပေါ့နော်ကျွန်တော်တို့နဲ့ friend မဟုတ်တဲ့သူမျိုးတွေအခြား group တွေကပဲဖြစ်ဖြစ် friend မဖြစ်သေးတဲ့သူတွေကပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကိုဒီစာတွေလာပို့ရဆိုရင်ဒီ message request ထဲမှာကျွန်တော်တို့ setting တွေကနေသွားပြီးဝင်ကြည့်မှမြင်ရတယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်လို့ဘယ်သူပဲလာပို့ပေါ့နော် friend ဖြစ်ဖြစ်မဖြစ်ဖြစ်ဘယ်သူပဲစာလာပို့ကျွန်တော်တို့ရဲ့ဒီ messenger ထဲမှာ default chat နေရာမှာပေါ်နေအောင်လုပ်ထားလို့ရမယ်ဒီလန်လေးကိုအစားဆုံးရှင်းပြပြီးတော့မှာဖြစ်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီ messenger ထဲကိုဝင်လိုက်ပေါ့နော်ကျွန်တော်အခုပြပေးမယ့် version ကတော့ဒီ messenger ရဲ့2025နောက်ဆုံး version ပေါ့နော်နောက်ဆုံး version ဆိုတော့မိတ်ဆွေတို့ကအကယ်၍ messenger နောက်ဆုံး version မတင်ရသေးဘူးဆိုရင်ကျွန်တော်နဲ့ပုံစံနဲ့တူကျင်နေဆိုရင်တော့ဒီ Play Store မှာသွားပြီးတော့ Messenger version တင်လို့ရပါတယ်ဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့ version ပေါ်မူတည်ပြီးတော့ setting တွေကို like ဝင်လိုက်ပေါ့နော်ကျွန်တော် version အဟောင်းလေးမှာဆိုရင်တော့ဒီ setting ကဒီဘက် down အပေါ် down လေးမှာရှိရပေါ့နော်ကျွန်တော်ကတော့အခုကနောက်ဆုံး version ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအောက်မှာဒီ menu ဆိုတဲ့နေရာလေးကိုတစ်ချက်သွားလိုက်ပေါ့နော် menu bar တန်းကိုရောက်သွားပြီဆိုရင်ကျွန်တော်ဒီလိုမျိုးလေးတွေ့ရပါလိမ့်မယ်ဗျဒီလိုမျိုးလေးတွေ့ရပြီဆိုရင်ကျွန်တော်ဒီအပေါ်သုံးမှာရှိရဲဒီ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပေါ့နော်setting လေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါအောက်ကိုနည်းနည်းဆွဲလိုက်ဒီနေရာမှာဒီ privacy and safety ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဗျဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်ဒီလိုမျိုးအများကြီးတွေ့ရလိမ့်မယ်ပေါ့နော်ဒီလိုအများကြီးတွေ့ရတဲ့ထဲမှာကျွန်တော်တို့ကဒီနေရာမှာဒီ message delivery ဆိုတာလေးကိုတစ်ချက်တွေ့အောင်လိုက်ရှာလိုက်ပေါ့နော်တွေ့ပြီဆိုရင်ဒီဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါဗျနှိပ်လိုက်ရင်ဒီနေရာမှာတယောက်နဲ့တယောက်အနေငယ်ကွဲပြားနိုင်တယ်အနေငယ်ကွဲပြားနိုင်တယ်ဆိုတာကကျွန်တော်တို့ဒီ friend profile ပိတ်မထားတဲ့အကောင့်တွေပေါ့နော် profile ပိတ်မထားတဲ့အကောင့်တွေဆိုရင်ဒီနေရာမှာဒီစာတန်းလေးက၄ခုတွေ့ရမှာဖြစ်ပါတယ်ဗျဒီစာလေးက၄ခုဖြစ်နေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အကောင့်က profile ပိတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့၃ခုပဲတွေ့ရတာပေါ့နော်အဓိက၄ခုပဲတွေ့၃ခုပဲတွေ့သဘောတရားအတူတူပဲပေါ့နော်ကျွန်တော်တို့ဒီအပေါ်မှာဆိုရင်ဒီမှာ friend of friend on Facebook ပေါ့နော် friend of friend on Facebook ဆိုတာတော့ကိုနဲ့ friendမဖြစ်သေးပြင်မဲ့ကိုအကောင့်ထဲမှာရှိရဲ့ manual friend ပေါ့နော်ကိုနဲ့ friend ဖြစ်နေတဲ့သူရဲ့တကယ်ချင်းတွေကစာလာပို့ရင်ဆိုတဲ့သဘောပေါ့နော်အဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်တစ်ချက်နှိပ်ပြီးရင်ကျွန်တော်ဒီနေရာမှာအခြားတစ်ခုခုကိုရောက်နေတယ်ဥပမာအဖြစ်ဒီ3နေရာတွေကဒီ message request တို့ don't not receive request တို့ဒီလိုမျိုးကိုရောက်နေရဆိုရင်ဒီအပေါ်ဆုံး chat ဆိုတဲ့နေရာလေးကိုပြောင်းပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်ကပြောင်းပြီးသားပေါ့နော် chat ဆိုတဲ့နေရာလေးကိုပြောင်းပေးပြီးပြီဆိုရင် people in viewer Facebook group ဆိုတဲ့ဟာလေးကိုလည်းကျွန်တော်ဒီ chat နှိပ်ပြီးတော့ chat ဆိုတာလေးကိုပြောင်းပေးပေါ့နော်အကယ်၍မိတ်ဆွေရဲ့ Facebook ကောက်မှာအဲ့လိုမျိုးပြောင်းလို့ရတဲ့နေရာ၄နေရာဖြစ်နေဆိုရင်ဒီအပေါ်၃ခုလုံးကိုပြောင်းပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီအောက်ကဟာလေးကတော့မိတ်ဆွေ join ထားတဲ့ဒီ Facebook တွေထဲကသူတွေကနေပြီးတော့ကိုယ်စာလာပို့တဲ့အခါမျိုးကြီးလို့ပြောတာပေါ့နော်ဘယ်သူပဲစာလာပို့ဖို့ friend ဖြစ်မဖြစ်ကိုယ့်ရဲ့ဒီ messenger ရဲ့ chat နေရာကိုတန်းပြီးရောက်စေချင်တယ်ဆိုရင်ဒါလေးအကုန်လုံးလိုက်နှိပ်ပြီးတော့ chat ဆိုတာလေးကိုပြောင်းပေးထားရမှာဖြစ်ပါတယ်ဗျဒီလိုမျိုးလေးပြောင်းပေးထားလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒါကိုနဲ့ friend မဖြစ်ရင်တော့မှ messenger ကိုစာလာပို့ရဆိုရင်ကိုကတန်းပြီးတော့ messenger ထဲဝင်လိုက်တာနဲ့တန်းပြီးမြင်နေရမှာဖြစ်ပါတယ်ခင်ဗျာဒီနီလန်လေးရောက်တာမိတ်ဆွေတို့သုံးတက်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းဒူးချင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ